ဒီလောက်ပဲရမယ်နော် hive တွေကိုပေးရပြီနော် hive တွေ chicken ရပါတယ် okay ဒီတဲ့ဟိုဒါတော်တော်များများကျင်းမယ်လို့ထင်တယ်အသင်းတွေတော်တော်များများတော့ဒါ position လေးကြိုပြီးတော့ယူထားကြတယ်ဗျလက်ရှိမှာမြန်မာအသင်းနှစ်သင်းဘတ်ဆိုင်နဲ့စိတ်ကလောက်နှိတ်လုံးနဲ့ပဲကျွန်တော်တို့ Jeffrey နှော့သွားပြီ non negative Jeffrey ကိုစိတ်ကလောက်ပြောင်းရင်းနဲ့ပဲ okay suppressor ပြောင်းရင်းနဲ့နေရာမဟုတ်ရအောင်အကိတ်ကြီးရောင်းရေးငါလက်ခွန်း okay K.6 မှတီတီရရှိနေခဲ့ဖြစ်ပါတယ်နော် okay အားလုံးတင်မြအတိုင်းပဲကျွန်တော်တို့မြန်မာအသင်း9သင်းနေရာမှာကျွန်တော်တို့ရဲ့ဒါအသင်းကြီးတစ်သင်းဖြစ်တဲ့ရန်ကုန် Galactico YG ရာဆိုရင်တော့ပြင်တကယ်ကိုကျွန်တော်တို့ဒါ PUBG Mobile World Cup မတိုင်ခင် PMCL မှာလည်းတကယ်ကိုပြည်သက်တွေမျှော်လင့်ထားတဲ့ performance လေးတွေကိုတော့သူတို့အနေနဲ့ဒါထိုက်တဲ့လောက်တော့ပြသထားခဲ့တယ်ဗျ We1 မှာတော့ကျွန်တော်တို့ We Champion ဖြစ်ဖို့အတွက်တော်တော်လေးအလားအလာရှိပြီးသွားတဲ့နောက်မှာ Day 5 ကြမှာသူတို့အနေနဲ့ကျွန်တော်တို့ဒါနည်းနည်းလေး performance လေးကနည်းနည်းလေးကျသွားတယ်ဗောနော်ပြဿနာတော့မရှိဘူးဗျနော်ပြဿနာတော့မရှိဘူးအဲ့တော့ We2 မှာတော့သူတို့အနေနဲ့ဒါအကောင်းဆုံးဆက်လက်ပြီးတော့စော်သားပြနိုင်အောင်မလားဆိုတော့စောင့်ကြည့်ရမယ်ဗျမာကိုတစ်ဖက်က player ထွက်လာနိုင်တဲ့ lane ကိုတော့ကြိုပြီးတော့ထောက်ထားတယ်မာနပွိုင်းဒီဘက်ချမ်းနဲ့ Astrake နဲ့ဖိဖိပြီးတော့ကြိုးစားတယ်ဗျမာကိုအနေနဲ့စမိုင်းကိုတော့ဒါနော်ဘေးထားနိုင်ခဲ့တယ်အပါတော့မခေါ်နိုင်ခဲ့ဘူး bucket fire တွေကလည်းအစင်သစ်ရှိနေခဲ့နောက်မှာတော့လုံးဝ sick cloud cover fire လေးပေးထားခဲ့တယ်ဗျအဲ့နောက်မှာစမိုင်းကိုတော့ cover လေးနဲ့ပဲ wall နောက်မှာ smoke လေးတသက်ရလေးခင်းတိုင်းနဲ့ပဲပြန်ပြီးတော့ကဲလို့ရတော့မယ်တ िश အားပေးနေဘော်ရိုင်းတငယ်ချင်းတွေတဲလေးလမ်းမလေးဟာဟာလေးဝိုးလေး reaction လေးနှိပ်ပေးပါအောင် hive player ရဲ့ကျွန်တော်တို့နှိပ်လုံးမှန်တိုင်းနဲ့ပဲ okay ဘယ်သူနှော့ပါ black eagle play လေးနှော့သွားတယ်ဗျ pretty sorry Francie နှော့သွားပြီ Francie နှော့သွားပြီဆိုတော့တစ်ဖက်ကကျွန်တော်တို့ hive player ရဲ့တဲ့ပဲအုပ်စုလိုက်ကြီးကျွန်တော်တို့တွန်းလာခဲ့ပြီဗျ open field မှာ butter sign တွေကဖြစ်တဲ့အတွက်နှစ်သင်းလုံးအတွက် butter sign လို့ကောင်းတဲ့နေရာမျိုးတော့ဟုတ်မနေဘူးYG တိုးဝင်လာပြီBlack Eagle စပိုင်တူတဲ့တော့တက်ရှိကြတဲ့ player ကိုတော့ရန်ကုန် Galactico YG အနေနဲ့အကောင်းမုံဆုံးကျွန်တော်တို့ဒါအဆုံးသက်ပေးတာဟာရော YG ဇုံ control လုပ်သွားဒီတပွဲတော့ကောင်းတယ်ကွာနော် A6 ပဲနော် A6 အငိမ့်လေးပဲဇုံတိုးလာတယ် okay အဲ့တော့အစောပိုင်းကာလာမှာကျွန်တော်တို့ဗတ်ဆိုင်ခဲ့တဲ့ကျွန်တော်တို့ hive တွေအစင်းသင်းမဖြစ်တဲ့အချိန်မှာတော့ရန်ကုန် Galactico YG ရဲ့ player တွေရောက်လာခဲ့ပြီအဲ့တော့စမိုင်းအနေနဲ့ကာဗာရှိတဲ့နေရာကကျွန်တော်တို့တစ်ပင်ပဲရှိတယ်ဗျာနော်ကာဗာနဲ့ဗတ်ဆိုင်ရမယ်တစ်ဖက်က player တွေကကျွန်တော်တို့တဲ့ပဲတွန်းလာတဲ့နောက်မှာတော့ 4-1 ရဘလို့မှကျွန်တော်တို့ဗတ်ဆိုင်လို့ရတဲ့အနေထားတော့မဟုတ်ဘူးဒါကြောင့်မလို့ကျွန်တော်တို့ PUBG မှာအရေးကြီးဆုံးကကာဗာပဲဗျာနော်ကာဗာရှိတဲ့နေရာကိုတော့ဒါစမိုင်းအနေနဲ့နောက်ကိုတော့နည်းနည်းလေးတော့ပြန်တော့ fall ရတယ် 1C တပ်ပါတီ damage တွေပေးတဲ့နောက်မှာ okay ရောင်ရေးနော်စေကလောက်ပါဝါခဲ့သလိုစမိုင်းအနေနဲ့လည်း log ကန်လိုက်ရပြီဗျhive တွေဖြည်းဖြည်းချင်းပဲ 1G ရှိတဲ့ဘက်ကိုတော့ဖြည်းဖြည်းချင်းပဲရင်းတော့ရင်းလာပြီဗျအဲ့တော့ Foreman Alive နဲ့ 12K တကယ် on fire ဖြစ်နေခဲ့တဲ့ဖိလစ်ပင်းဒါအသင်းကြီးတစ်သင်းဖြစ်တဲ့ hive တွေအနေနဲ့ကတော့ဒါ K.point 12မှတ်တီတီရှာပွေပေးထားနိုင်ခဲ့သလိုလက်ရှိချိန်ဒီ late game မှာ Foreman Alive တန်ရှိနေတာကတော့သူတို့အတွက် round 1 random မှတ်မှာ winner chicken တင်တာပေါ်ဆောင်မှုအတွက်ခွင့်ရရသွားမလားကားလေးနဲ့ပဲကျွန်တော်တို့လှည့်ပတ်ပြီးတော့ပစ်ထားခဲ့တဲ့နောက်မှာတော်တော်လေးတော့ကိုင်းသွားပြီ Young Galactico YG player အနေနဲ့ PR တော့ပေးကန်နေရပြီဗျာတကယ်ကိုအုပ်လိုက်ချင်းလိုက်ကြီးကိုဝိုင်းပစ်ထားတဲ့နောက်မှာတော့ဒါ Romeo Point ဆက်စီသွေးလေးနဲ့ပဲ smoke ကြားထဲမှာပဲကျွန်တော်တို့ဆုံးသက်ခံလိုက်ရပြီဗျတကယ် on fire ဖြစ်နေခဲ့တဲ့ hive တွေဖြစ်ပါတယ်နော်14မိနစ်တော့ရသွားပြီဗျာနော်ဒါကတော့မတက်နိုင်ဘူးနော်တပ်ပါတီတွေရတယ်ဝင်လာနော် okay Terra Esport တော့ကြံသေးတယ် Anno 214မြန်မာအသင်းတွေ chicken လေးနဲ့စားပွင့်တာလေးမြင်းနေတယ်ဗျာနော် come on ကဲရက်ခတော့ကာဗာလေးယူရိုင်းနဲ့ပဲဝေါ်လေးနောက်မှာ TPP မှုလေးနဲ့လှမ်းတော့ကြည်နေတယ်ဗျကဲရက်ခပဲရက်ခအနေနဲ့နီးနားမှာရှိနေခဲ့214 player ကတော့သတိထားဟိုကောင်လုံးဝ pro နေတာ language အရာသိတဲ့ပုံမရအောင်အမကြီးဟိုကောင် pro နေတာထွက်မပစ်သေးတာဟိုကောင်214မင်းလားမသိကြံသေးတယ်ကြည်အောင်ဒီမှာ Thai Esport ဆိုရင်လည်းဒီမှာဟိုးနေတာတော်တော်ကြာပြီဗျာနော်တယောက်တည်းကြံတာဆိုတော့ဗျာနော် survival point လေးရဖို့အတွက်ကိုသူ့အနေနဲ့ဒါစူးစမ်းနေတာဗျာဒါတော့ MSI FV မွန်ဘွိုင်းနော်နေခဲ့တဲ့ဘက်ကိုတော့ကြည်နေ range ကားလေးနဲ့သွားပြီးတော့ကယ်နေတဲ့မြင်ကွင်းလေးကိုတော့သူ့အနေနဲ့ဒါစကုတ်ထဲမှာတော့မြင်နေရတယ်ဗျအဲ့တော့ကယ်ဖို့တော့ခတ်မယ်ကွင်းမီမှာဖြစ်နေတယ်အဲ့တော့လာကယ်တဲ့ကောင်အပိုင်ထုမှာနော်ထောက်ထားတယ်လုံးဝကယ်လို့ကမရဘူးဗျကောင်းလိုက်တဲ့အင်းကွာအီချီပစ်လိုက်တာကွာဟောငါလုံးမကေးပါဖြတ်ကောက်တာလားမသိတော်သေးတာပါကွာအီချီကေးရလိုက်တယ်တော်သေးတာပေါ့ငါလုံးမသာကေးဖြတ်ကောက်သွားတယ်ထင်လို့ okayမဆိုင်နေ player 4ယောက်မှာ3ယောက်ကြံတယ်အဲ့တော့အသင်းကတော့6သင်းတော့ကြံနေတော့မယ်ဗျဖိလစ်ပင်းအသင်းတွေများနေအားရ GC ကအပြောက်ကွာ GC ကြံနေ GC ရဲ့ Terra Esport 2သင်းကြံမှာကြံတာကျွန်တော်တို့ Hive က Time Esport 214 MSI Time Esport ကဲ top 5ဒီတော့ပါလာပြီ winner chicken dinner လေးရရှိသွားမှာလားစောင့်ကြည့်ရမယ်ဗျာနော်
အဲ့တော့ဂျက်ရှိနေတဲ့အသင်း9သင်းကကျွန်တော်တို့9သင်းလုံးကတော့တငယ်ချင်းတို့ညာဘက်ချမ်းမက်ကလီကိုကြည့်လိုက်ပါ9သင်းလုံးကဇုံထဲမှာရှိနေတယ်စက္ကန့်30ဗျသူတို့လက်ရှိရောက်နေခဲ့တဲ့ position မှာပဲဒါ vision လေးဖြောက်ထားရင်းနဲ့ပဲ survive ရအောင်လုပ်နေခဲ့တဲ့အနေထားကိုတော့တွေးမိထားရတယ်ပြောင်းလဲသွားတဲ့ state 8ကြမှာပဲကျွန်တော်တို့ဒါ battle လေးဖော်ဆောင်အောင်ထပ်ကြည့်ရမယ်ဗျ state 7မှာ9သင်းလုံးကဇုံထဲမှာရှိနေတယ်ဒါကြောင့်မလို့သူတို့အနေနဲ့ ACC လေးပဲသူတို့ရရှိထားတဲ့ position လေးကိုတော့ဒါဟိုးတော့လှုပ်ထားတယ်ဗျအငိမ့်လေးပဲတို့လားလုံးဝ pro နာအကုန်လုံးက9သင်းလုံးက AC ပဲ British smoke တွေကြားထဲကိုလှမ်းပြီးတော့ပြစ်တယ်ဗျဘာမှတော့မထူးခြားပါဘူးsmoke တွေထွက်တဲ့ဘက်ကိုတော့ British အနေနဲ့ကျွန်တော်တို့တန်သေးရတော့ရှိနေတယ်ဒါကြောင့်မို့နေလေးတစ်လုံးနဲ့လှမ်းပြီးတော့ပြစ်တင်ထားတယ်ဗျ okay လွဲနေတော့မယ် MSI FV နေနဲ့ပဲ GC Swan ကိုတော့နှောလိုက်ပြီဗျ Oh Ano 214 player လေးမင်းကိုတော့ Ano ရဲ့တကယ်ကောင်းတဲ့နေနဲ့ပဲအဆုံးသတ်လိုက်ပြီဗျာနောက်တဲ့အသင်းeliminate ဖြစ်သွားပြီ၄သင်းပဲကျန်တယ်ကဲကြီးနေပေါ်ရတကယ်ချင်းတွေထဲမှာ TE ကိုဆိုကိုမန်လေးမှန်ပြီးအားပေးပါအောင်နော် Terra Esport Ano မဲ GC Swan ကိုထပ်ပြီးတော့ပဲကျွန်တော်တို့အပြတ်ဖြတ်ပေးထားခဲ့နှောက်မှာတော့အသင်းကတော့၄သင်းတော့ကြံနေတုံးပဲဗျ Ano တတိတော့ထားရမယ်ညာဘက်ချမ်းမှာကျွန်တော်တို့ Hive တွေအနေနဲ့ position လေးတေချာယူထားတယ်ဗျအဲ့တော့ဇုံကိုပဲအားကိုးရတော့မယ်ကျွန်တော်တို့ winner chicken dinner စားခြင်းတယ်ဆိုရင်တော့ကျွန်တော်တို့ဒါဇုံကန်ကောင်းမှာပဲအဆင်ပြေမယ်ဗျ okay open ဖြစ်နေခဲ့နောက်မှာတခါတည်းအပါခေါ်ဖို့စူးစမ်းမလားအိုးချက်သားရဖို့ကဇုံပေါ်မူတည်သွားပြီသားကြီးတို့ hive တွေအနေနဲ့ကလည်းဒါသူတို့အနေနဲ့ဒါ position တော့ဖြန့်ချက်ထားတယ်ဗျသူတို့ယူထားတဲ့ position ဘက်ကိုဇုံကပါသွားမယ်ဆိုရင်တော့ chicken သူတို့ပေးရမှာ okay ကြည့်ရမှာပဲ hive တွေတော်တော်လေး on fire ဖြစ်နေတယ်ရက်ခကြီးနှော့သွားပြီဗျ Britishလမ်းတော့ကြည့်နေကယ်လို့ရတဲ့ပုံစံမျိုးတော့မဟုတ် K point 16မှတ်တယ်ရောက်နေ K point 16မှတ်တယ်ဟာကဲကွန်မန့်လေးတွေမှာမြန်မာလန်လေးလွှင့်ပေးခဲ့ပါအောင်ခင်ဗျာနော်ကွန်မန့်လေးတွေမှာမြန်မာလန်လေးလွှင့်ပေးခဲ့လို့ရပါတယ်တကယ်ချင်းတို့ကော်ဖီတောက်လို့မရကော်ဖီတောက်ရင်ချွဲချက်တယ်ဟာရဝေါနောက်မှာ तू တိတယ်ခြေတန်းတော့ကြားတယ်ဗျာ GC Kimဒီနောက်လေးမှာငုတ်တုတ်ထိုင်နေတာကိုသိတယ်ဗျာဒါပေမဲ့ဘာမှတော့လုပ်လို့မရသေးဘူးပေါ့နော်အဲ့တော့ခြေတံပဲနားထောင်နေတယ် MSI player ရဲ့အနေနဲ့ GC Kim ရှိတဲ့ဘက်ကိုတော့တောက်လျှောက်ပဲလိုက်တော့ရှာနေတယ်ဗျအေး okay FPP မူလေးပြောင်းတိုင်းနဲ့ပဲလှေကားလေးအောက်မှာတော့ငုတ်တုတ်လေးထိုင်ပြီးတော့စောင့်နေခဲ့ပြီဖြစ်ပါတစ်ဖက်က MSI တွေကိုအလုပ်ပေးနေတာ MSI player 2ယောက်ကိုရောက်ပြီးအလုပ်ပေးနေတာအလုပ်ပေးတယ်ဟိုကောင်လေးလိုက်ရှာနေတာမြင်မကောင်းမတွေ့သေးဘူးမလုံဘိတ်နေတာဟာရောက်ဆုံးတော့ကျင်းလာပြီကွာโอเคရသလောက်တော့ယုံနေတယ်ရောက်ကြီးရသလောက်တော့ယုံနေတယ်ဟာညီလေးသွားပြီပေါ့ပလေးစုံနဲ့ရှော့ပြီပေါ့โอเคကဲ winner chicken dinner တော့ရောက်အေး hive တွေကိုပေးရမယ်ထင်တဲ့သားကြီးတို့အန်နိုးတယောက်ပဲကြံတော့တယ် K point ကတော့10မှတ်ဗျာနော် survival point ထိုက်ပေါင်းမယ်ဆိုတော့ဒါ15မှတ်နီးပါးလောက်တော့ရမယ်ဗျာအန်နိုးရဲ့ nate တလုံးကတကယ်ကိုကောင်းတယ်ဗျာ 1C ကွက်တီကိုနှော်သွားခဲ့တာဖြစ်ပါတကယ်ကောင်းတဲ့ nate လို့တော့ပြောရမယ် player remaining okay 3 vs 1နဲ့အန်နိုး3-1ရင်ဆိုင်မယ်ဗျာ position ကတော်တော်လေးကိုနှိမ့်နေခဲ့ပြီအဲ့တော့လွယ်ကူနေတဲ့ပုံစံမျိုးတော့မဟုတ်ဘူး winner chicken dinner hive တွေကိုပေးလိုက်လို့ရပြီဗျနော်ဒီလောက်ပဲရမယ်နော် hive တွေကိုပေးရပြီနော် hive တွေ chicken ရပါတယ် okay HYVE hive တွေအနေနဲ့ကတော့တကယ်ကိုကျွန်တော်တို့ဒါ on fire ဖြစ်ပြီးတော့ပဲ K point အများကြီး K point ကြီးပဲဒါအမှတ်20နီးပါးဖမ်းသွားတာနော် K point ကြီးပဲ18မှတ်လောက်ရမယ်ထင်တယ်